Yomunindo Agandawa Wana Midi Padana Wandanya Dana Niketam Dahi Magudala Sedam Dhamma Sakam Bawado Dhamadula Mabi Kandam Wandaniyam Namami Akila Guna Nidano Yomunindo Pagandawa Wana Midi Padana Wandanya Dana Niketam Dahi Magudala Sedam Dhamma Sakam Bawado Dhamadula Mabi Kandam Wandaniyam Namami Akila Guna Nidano Darira Dhamma Nathana We Shidamya Odong Gong Ding Gong Do Gong Long Pebyon Bowe Chongya Suyong Dine Yali Pjedom Ubabe Tado Yo Munindo Agarika Sadi Abyamuni Myayi Ubya Parame Donglu Swe Pjedom Udo Ajem Nyaswabe Agodo Myati Dinyadanang Gulung Nalong Dong Malong Song Dong Nikwa Tamabahu Amya Chanda Amya Yada Pyen Akha Chin Juan Gongze Kandi Yahanda Da Kempise Buddha Shin Dumya Doi Niketan Ingana Yabi Zong Lada Pyen Kingwa Bio Ang Sani Nyang Li Shui Chang Do Da Phoya Li Pyepa Be Tha Do Niketan Ingana Yabi Zong Lada Pyen Kingwa Bio Ang Sani Nyang Li Shui Chang Do Da Phoya Li Pyepa Be Tha Do Iti Padana Wang Phaya Piseka Buddha Ariya Do Agata Khong Mu Kang Gen Ma Ni Abyin Do Da Sinya Pathabya Dalin Yi Abyin Ma Kang Gen Do Pyan Teya Mingala Thuti Thamudi Phyen Iti Padana Nama Judi Thudo Amili Pyepa Be Tha Do Thudo Amili Shiva Be Tha Do Wanang Migada Oya Gongka Mo Bime Do Upagandawa Deya Jempe Bin Sawadogo Pume Ayada Be Anhahu Deya Byatan Jwanyang Sayaudo Mugayu Dehindu Migada Oya Gongka Mo Bime Donai Agunala Sedan Awiza Nyema Bwasi Yadi Baba Niju Magamu Da Kumajan Belang Chesi Nain Tado Dhamma Sekang Dhamma Saja Dedanamya Tuta Yitya Ugo Bawando Lize Pshise Homya Domu Belevi Bawando Dumi Bikawe Anda Babasi Dena Na Dewi Daba Asapya Yue Dedana Shwimu Kwega Juleye Swi Pyu Ywadono Mugelevi Adulandari Ragong Dhamma Gondo Nain Bong Yugi Dumashida Aduliya Jesu Gong Atudo Nen Chiju Lao Long Bidong No Mubabe Tha Do Wa Bidong No Mudo Chang Lagam Abhi Kandang Badinda Lakana Dita Nubi Shumani Do Che Nyen Li Nyen Ge Thabbe Shun Pyo Nimyo Jin Goli Phise Do Muda Be Tha Do Wa Thabbe Shun Pyo Nimyo Jin Mu Phise Do Muda Do Chang Lagam Dang Muni Dang Agarika Sadi Abya Muni Myayi Ubya Parame Donglu Swe Pjedom Udo Tho Myaswabe Go Wandaniyam Lumina Min Jama Min Do Wasin Udai Shinyo Kaiti Go Kandai Di Jesu Arahan Sashi Do Gong Atudo Ne
ချီကျူလောက်လုံးပြည့်စုံတော်မူပါပေထသောဝါပြည့်စုံတော်မူသောကြောင့်၎င်းဓမ္မုနိဒံအာဂါရိကစသည့်အပြမုနိများ၏ဥပြပရမေသုံးလူဆွေဖြစ်တော်မူသောထိုမြတ်စွာဘုရားကိုနမမိမင်္ဂလာစရဏလည်းဥဇဝေကြည်စွာကိုရောပူဇော်မြတ်နိုးတုံးပါလျို့၍ရှိခိုးဥညွတ်ပါဤမြတ်စွာဘုရားယနေ့ကနေပြီးတော့ပတိလောမနောက်ပြန်2500နဲ့45နှစ်ကိုလွန်ပြီးတော့အောက်မေ့ကြည်စမ်းမှာလွန်ခဲ့တဲ့2545ခုနှစ်ဤအချိန်မှာဓမ္မစကြာတရားဥဟောတဲ့အချိန်ပဲလို့စိတ်ထဲမှာအောက်မေ့ထားကြပြန်ပြီးတွေ့လေတရားဖြစ်တဲ့45ဝါဘုရားပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက်နှစ်ပေါင်း2500 2545နှစ်အတိတ်ခေတ်ယနေ့ကိုပြန်ပြီးတော့စဉ်းစားလို့ရှိရင်ဣတိပတ္တနမိဂဒာဝံတော်မှာစัจ java လာတိုက်တစ်သောင်းကနတ်မြမအပေါင်းချမ်းရန်၍သဗ္ဗညုမြတ်စွာဘုရားဓမ္မစကြာတရားဟောတော်မူနေတဲ့ပုံအာယုံပြုမိလိမ့်မယ်အဲ့ဒီသဗ္ဗညုမြတ်စွာဘုရားဓမ္မစကြာတရားဟောတော်မူခဲ့တဲ့ကျေးဇူးကုံအာယုံပြုပြီးကြီးညိုနိုင်ရန်ဆိုပြီးတော့မဟာနမကာရကျမ်းမှာစောစောကရွတ်ပြတဲ့ပဏာမဂါထာကိုရေးသားထားခဲ့တယ်ဒါဖြင့်ကောင်းပြီအဲ့ဒီဓမ္မစကဘဝတ္တနာသုတ်တံကိုဒီကနေ့ညဟောကြစို့ဓမ္မစကြာအခါတော်နေ့မှာဓမ္မစကြာတရားကိုနာကြစို့ဓမ္မစကြာတရားကိုဟောကြစို့စရင်တော့အလွယ်သားပဲဒွေမီဘိခဝေအန္တာပပ္ပစိတေနာနသေဝိတ္တဗ္ဗာလို့အဲ့ဒီကစပြီးတော့တရားဟောရင်ဘုန်းကြီးဟောလို့တာနာယီဘွဲနဲ့ပဲပြီးသွားနိုင်တယ်ဒါပေမဲ့လို့မိမိတို့အာယုန်ထဲမှာမြင်နေရတဲ့စัจ java လာတိုက်တစ်သောင်းကနတ်မြမအပေါင်းချမ်းရန်၍အဘိကန္တဝန္ဒနီယအတုလိယဂုံကျေးဇူးတို့နဲ့ပြည်စုံတော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားဣတိပတ္တနာမိဂရာဝံတော်ကိုဘဲကကြွလာရတော့အခြေအမြင့်နဲ့တကွသိကြစမ်းပါအဲ့ဒီလွန်ခဲ့တဲ့2545ခုနှစ်ယနေ့မှပြန်ပြီးတော့ရေးလိုက်လို့ရှိရင်ဖြင့်2545ခုနှစ်အကြမှာကဆုံကားပြည်နေ၌သဗ္ဗညုမြတ်စွာဘုရားဘုရားဖြစ်တော်မူခဲ့တယ်ကဆုံကားပြည်နေဘုရားဖြစ်တော်မူပြီးတဲ့နောက်မဟာဗောဓိပန်လင်အောက်မှာပဲ9ရက်ပတ်လုံးသတင်းသုံးတဲ့အချိန်ပိုင်းကိုတော့ပန်လင်ကသတ္တာဟာလို့ခေါ်တယ်အဲ့ဒါကိုဝိနိမဟာဝကကျမ်းမှာတော့ဒေနသမီးနာဗုဒ္ဓဘဂဝါဥရုလာယံဝိရတိနိစ္စနေရင်စရာယတိရေဘောဓိဒုက္ခမူလေပထမပိသံဗုဒ္ဓောဒေနသမီးနာယနေ့မှပတိလုံးမှအစံပြန်၍ရေးအတွက်သည်ရှိသော2545ခုရောက်နိုင်သည့်ကဆုံလာပြည်နေ၌ဘဂဝါဘုံတော်နေဝန်ထွန်းတောက်ပါတော်မူသောမြတ်စွာဘုရားသည်
ဘဂဝါဘုန်းတော်သခင်ဖြစ်တော်မူသောဗုဒ္ဓမြတ်စွာဘုရားသည်ဥရဝေလာယံဥရဝေလာတောဥအတွန်း၌နေဇာနေရင်ဇရာယတိရိနေရင်ဇရာမြေသာစိတ်ဥကန္နဖု၌ဘောဓိဒုက္ခမူလေမဟာဘောဓိပင်ဤအနိ၌အဘိဓမ္ဗုဒ္ဓသဗ္ဗညုဖရာအဖြစ်သို့ရောက်တော်မူသည်ဟုတ်တဝါဖြစ်၍ပထမံဖြစ်ဥစွာဝိဟရတိဣရိယာပထမြတ်တာရှင်ပြုံးတရင်သုံးနေတော်မူပါ၏မှတ်ချက်ထားခဲ့တယ်ဘုရားကိုယ်တော်မြတ်ဘုရားဖြစ်ပြီးတဲ့နောက်တခြားဘယ်မှမနေသေးပဲရှိဥစွာမဟာဘောဓိမန္တိုင်းအပရာဇိတပန်လင်တော်ပေါ်မှာနေတော်မူတဲ့အခိုက်ပါပဲတဲ့အဲ့ဒီအပရာဇိတပန်လင်တော်ပေါ်၌ဘယ်နှစ်ရက်တည်င်းသုံးလုံးဆိုတော့အထခောဘဂဝါဘောဓိဒုက္ခမူလေသတ္တဟံဧကပန်လင်ကေနနိတိတိဝိမု ക്തി ဒုက္ခပတိတံဝေတိထာခောထိုအခါ၌ဘဂဝါဘုန်းတော်နေဝံထွန်းတောက်ပါတော်မူသောမြတ်စွာဘုရားသည်ဘောဓိဒုက္ခမူလေမဟာဘောဓိပင်ယင်အပရာဇိတဝဇီရောသနာပလင်မြန်တဲ့၌သတ္တဟံခွန်းရဲ့ပလုံးဝိမု ക്തി ဒုက္ခပတိတံဝေတိအရဟတဖို့ချမ်းသာကိုခံစားတော်မူလျက်သတ္တဟံခွန်းရဲ့ပလုံးနိတိတတိဧကပန်လင်ကေနတခုဒီသောတင်ပလင်ဖြင့်နိတိတတိနေတော်မူ၏ဣရိယာပုမပြောင်းမဲ့မဟာဗောဓိပင်အောက်မှာပဲ9ရက်ပတ်လုံးဖလသမဘချမ်းသာခံစားပြီးတော့နေတော်မူပါတယ်အဲ့ဒီလိုဖလသမဘခံစားဖလသမဘချမ်းသာခံစားရင်နေတော်မူရာကအကြာကာလဘာကုနှလုံးသွင်းတော်ဆိုတော့အထခောဘဂဝါရတ္တိယပထမံရန္တိယပထမယာမံပဋိစ္စသမုပ္ပါဒံအနုလောမပတိလောမမနတာကာတိအထခောထိုသို့ပန္လင်္ကတတ္တဟဝေတရင်သုံးနေတော်မူသောအခါကာလ၌ဘဂဝါဘုန်းတော်သခင်ဘုရားရှင်ကိုယ်တော်မြတ်သည်ရန္တိယကဆုံလပြီကျော်တရက်ကဆုံလပြီကျော်တရက်အထွတ်တရက်နေ့မြင့်ကာလ၌ပထမယာမံပထမယံအခါကာလပလုံးပဋိစ္စသမုပ္ပါဒံပဋိစ္စသမုပ္ပါတရားတော်မြတ်ကိုအနုလောမပတိလောမံသံဃာဝုအဖြစ်အလျောစွာ၎င်းသံဃာဝုပြတ်ပုံကိုဖော်ပြသောအားဖြင့်၎င်းမနာတာကာတိနှလုံးသွင်းတော်မူခဲ့လေပြီဘယ်လိုနှလုံးသွင်းလို့ပဋိစ္စသမုပ္ပါမှာလာတဲ့အတိုင်းအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏံဝိညာဏပစ္စယနာမရူပနာမရူပပစ္စယသလာယတနံသလာယတနာပစ္စယဖတ်သောဖတ်တပစ္စယဝေဒနာဝေဒနာပစ္စယတဏ္ဏတဏ္ဏပစ္စယဥပါဒနာဥပါဒနာပစ္စယဘောဘဝပစ္စယဇာတိဇာတိပစ္စယဇရာမရဏံလောကပရိဒေဝဒုက္ခဒေါမနတုပါယတာသံဘဝန္တိဧဝမေတံသာကေဝလတဒုက္ခခန္ဓတာသမုဒယောဟောတိလို့အနုလုံအားဖြင့်ပဋိစ္စသမုပ္ပါဆင်ញင်တာပတိလောမအားဖြင့်ပဋိစ္စသမုပ္ပါဆင်ញင်ပုံကအဝိဇ္ဇာယတွေဝအသေသဝိရာဂနိရောဓသင်္ခါရနိရောဓသင်္ခါရနိရောဓဝိညာဏနိရောဓဝိညာဏနိရောဓနာမရူပနိရောဓနာမရူပနိရောဓသလာယတနာနိရောဓသလာယတနာနိရောဓဖတ်တနိရောဓဖတ်တနိရောဓဝေဒနာနိရောဓဝေဒနာနိရောဓတဏှာနိရောဓတဏှာနိရောဓဥပါဒနာနိရောဓ
ဥပါဒနာနိရောဓဘဝနိရောဓဘဝနိရောဓဇာတိနိရောဓဇာတိနိရောဓသရမရဏံလောကပရိဒေဝဒုက္ခဒေါမနတုဘာယတာနိရောဇန္တိဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တနိရောဓဟောတိအများအားဖြင့်သရမရဏလောကပရိဒေဝလို့ဆက်ပြီးတော့ဆိုတတ်တယ်နော်သရမရဏသူတင်မဲ့တခါရရမှာအဲ့ဒီလိုပဋိစ္စသမုပ္ပါကိုအနုလုံးပတိလုံးဆင်ញင်တော်မူခဲ့တယ်ဒါဖြစ်ရင်မြတ်စွာဘုရားဆင်ញင်တော်မူဖို့ရန်တရားတွေအများကြီးရှိပါလျက်ကနဲ့ဗာပြုလို့ပဋိစ္စသမုပ္ပါကိုသာသဗ္ဗညုမြတ်စွာဘုရားဆင်ញင်တော်မူရတော့အကြောင်းရှိတယ်နော်သဗ္ဗညုမြတ်စွာဘုရားမဟာဝဇီရဝိပဿနာအလုပ်လုပ်တော်မူတဲ့အခါသာဝကတွေဤဝိပဿနာနဲ့ဘုရားသဗ္ဗညုဤဝိပဿနာအလုပ်မတူကြဘူးဘုရားသဗ္ဗညုဝိပဿနာအလုပ်လုပ်တော်မူတဲ့အခါသမ္မာသမ္ဗောဓိအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်ရဖို့ရန်ဝိပဿနာအလုပ်မဟာဗောဓိပင်ရင်းမှာအာထုတ်တော်မူတဲ့အချိန်တုန်းကခန္ဓာနဲ့အာထုတ်ခဲ့သလားအာယတနနဲ့အာထုတ်ခဲ့သလားဓာတ်အပြင်အာထုတ်ခဲ့သလားသစ္စာအပြင်အာထုတ်ခဲ့သလားဣန္ဒြေအပြင်အာထုတ်ခဲ့သလားအဲ့ဒီလားဘယ်လားမှမဟုတ်ပါဘူးဘယ်နည်းနဲ့အာထုတ်ခဲ့တယ်လဲလို့ဆိုတော့ပဋိစ္စသမုပ္ပါအနေနဲ့အာထုတ်ခဲ့တယ်ဘုရားကိုယ်တော်မြတ်မဟာဝဇိရဝိပဿနာဉာဏ်တော်အနေနဲ့ယုံနံတရားတွေကိုလက္ခဏာရင်တင်၍သုံးသပ်တော်မူတဲ့မဟာဝဇိရဝိပဿနာဉာဏ်တော်ဤအာယုံကပဋိစ္စသမုပ္ပါအင်္ဂါ12ပါးဘယ်လိုများနှလုံးသွင်းလို့စัจ java လာတိုက်ပေါင်းဂတိတသိမ့်သည်သဗ္ဗညုမြတ်စွာဘုရားတို့ရဲ့အာနာခိဖြစ်ခဲ့တယ်အဲ့ဒီစัจ java လာတိုက်ပေါင်းဂတိတသိမ့်ကစัจ java လာတတိုက်တိုက်မှသတ္တဝါတယောက်တယောက်ကိုရွှေဉဏ်တော်နဲ့ယူခဲ့တယ်ဒီတော့တတော်အပေါင်းဂတိတသိမ့်ရခဲ့အဲ့ဒီတတ္တဝါတယောက်တယောက်ကိုမှတတ္တဝါအနေနဲ့မထားတော့ပဲအဝိဇ္ဇာသင်္ခါရဝိညာဏယုတ်တလာယရဏဖတ်တဝေဒနာတဏှာဥပါဒံဘဝဇာတိဇရာမရဏရေလို့တခွဲပြီးပဋိစ္စသမုပ္ပါစေထဲချလိုက်တဲ့အခါအင်္ဂါ12ပါးပဲရှိတယ်အဲ့ဒီအင်္ဂါ12ပါးမှအလွတ်ပုဂ္ဂိုလ်ရဲ့တတ္တဝါရဲ့လူရဲ့နတ်ကယ်မြမရဲ့လို့မရှိဘူးတဘာဝဓမ္မကိုစစ်စစ်သာဖြင့်ညူမြတ်စွာဘုရားအလောင်းတော်ရဲ့ရွှေဉဏ်တော်နဲ့ဝေဖန်ကြည့်လိုက်တဲ့အခါပဋိစ္စသမုပ္ပါအင်္ဂါ12ပါးပဲတရားသားတွေ့ခဲ့တယ်အဲ့ဒီတွေ့တဲ့တရားသားပေါင်းဟာစัจ java လာတိုက်ကြတဲ့တသိမ့်မှတတဝါတယောက်တယောက်လင်ပဋိစ္စသမုပ္ပါအင်္ဂါ12ပါး12ပါးစီရတဲ့အတွက်ဝိပဿနာတင်၍ရှုဖို့ရန်ဂတိတသိမ့်ကိုတည်တတဝါတသိမ့်ရခဲ့အဲ့ဒီတတဝါပေါင်းဂတိတသိမ့်မှတယောက်တယောက်လင်ပဋိစ္စသမုပ္ပါအင်္ဂါ12ရ12ရစီတရားသာရလို့စัจ java လာတိုက်ပေါင်းဂတိတသိမ့်ကိုတည်ပြီးတော့12ပန်းနဲ့မြောက်တော့ဂတိပေါင်း1သန်း2သိန်းရခဲ့တယ်ဘုရားအလောင်းတော်မဟာဝဇီရဝိပဿနာဉာဏ်ဖြင့်တင်၍ဆင်းရဲတော်မူဖို့ရန်အဝိဇ္ဇာပေါင်းဂတိတသိမ့်သင်္ခါရပေါင်းဂတိတသိမ့်
ဝိညာဉ်ပေါင်းကလေးတသိန်းနာယုတ်ပေါင်းကလေးတသိန်းသာလာယရနာပေါင်းဖတ်တာပေါင်းဝေဒနာပေါင်းတဏှာပေါင်းဥပါဒံဘဝဇာတိပေါင်းဇရာမရဏပေါင်းကလေးတသိန်းစီရခဲ့တော့ကတိပေါင်းတသန်းနှစ်သိန်းရှိခဲ့တယ်အဲ့ဒီလိုဖရာအလောင်းတော်ဖရာဝိပဿနာတင်မှုရန်တရားသားပေါင်းကတိတသန်းနှစ်သိန်းရတော့မှတပါးသောတရားအပေါ်၌အနိစ္စဒုက္ခအနတ္တလက္ခဏာယင်သုံးချက်စီတင်တော့ကတိတသန်းနှစ်သိန်းကိုတီးပါတရားတပါးမှာအနိစ္စဝိပဿနာဉာဏ်ဒုက္ခဝိပဿနာဉာဏ်အနတ္တဝိပဿနာဉာဏ်လို့ဝိပဿနာဉာဏ်သုံးချက်စီသွားတော့အနိစ္စဝိပဿနာဉာဏ်ပေါင်းကတိတသန်းနှစ်သိန်းဒုက္ခဝိပဿနာဉာဏ်ပေါင်းကတိတသန်းနှစ်သိန်းအနတ္တဝိပဿနာဉာဏ်ပေါင်းကတိတသန်းနှစ်သိန်းရဲ့လို့မဟာဝဇီရဝိပဿနာဉာဏ်တော်ပေါင်းကတိ3သန်း6သိန်းဖြစ်ခဲ့တယ်ဘုရောမြတ်ရဲ့မဟာဝဇီရဝိပဿနာဉာဏ်တော်ရဲ့ဝိပဿနာဉာဏ်တော်ပေါင်းကတိ3သန်း6သိန်းအာယုံဖြစ်တဲ့တရားတွေကိုတူရာစစ်ပြီးတော့တရားအစစ်တရားအနှစ်ကိုစုလိုက်လို့ရှိရင်ဖြင့်ဒီပဋိစ္စသမုပ္ပါတရားတွေပဲအဲ့ဒီလိုကိုတော်မြတ်နှလုံးသွင်းတော်မူခဲ့တဲ့သုံးသပ်တော်မူခဲ့တဲ့လေ့လာတော်မူခဲ့တဲ့ပဋိစ္စသမုပ္ပါကိုအနုလောမပฏิလောမအားဖြင့်ပထမယံမှာဆင်ញင်တော်မူခဲ့တယ်အဲ့ဒီတရားတွေဆင်ញင်လို့သဗ္ဗညုတာရွှေဉာဏ်တော်မြောက်သမ္မာသမ္ဗုဒ္ဓဖရာအဖြစ်သို့ရောက်ပြီရောက်ပြီးတဲ့နောက်ကိုယ်တော်နှလုံးသွင်းခဲ့တဲ့တရားကိုထပ်ပြီးတော့နှလုံးသွင်းရပြန်တော့လေတဖန်ထပ်၍ဝမ်းမြောက်တော်မူခဲ့တယ်အဲ့ဒီဝမ်းမြောက်တော်မူတဲ့အတိုင်းစိတ်တော်ထဲမှာမထားနိုင်မင်းနဲ့နှလုံးတော်မှာတဖြည်းပီတိသောမနတအဟုန်တွေပြည့်ပြီးတော့စီခွက်ထဲစီအိုးထဲမှာစီတွေထဲလို့တဖြည်းစီတွေပြည့်လာတဲ့အခါအပေါ်ယံစီတွေရှမ်းတဲ့သလိုပီတိသောမနတအဟုန်တွေကိုတော်မြတ်ရဲ့ရင်တော်တွင်ဝမ်းတော်တွင်မှမဆန့်ပဲအစဉ်သဖြင့်ကတွင်တော်ကိုရောက်ပြီးတော့စီကြီးတို့လျံတက်တယ်လို့ကိုတော်မြတ်ရဲ့ခံတွင်တော်မှာဥဒံဆိုတဲ့စကားတော်တွေထွက်ခဲ့တယ်ပထမပိုင်းမှာဘယ်လိုဥဒံထွက်ခဲ့တော့ယတဟဝေပါတုဘဝန္တိဓမ္မာအာတာပိနောဇာယတောဗျာမနတအထန္တာကင်္ခဝပယံတိသဗ္ဗယာတောပဇာနာတိသာဟိတုဓမ္မံလို့ဝန်တာလွန်းလို့ဝမ်းမြောက်တော်မူလွန်းလို့ရွှေနှုတ်တော်ကလျံပြီးအံပြီးထွက်လာတဲ့ဥဒံပါပဲဘာဆိုလိုတယ်လဲလို့ဆိုတော့ရတော်ခြင်းအခါကာလ၌သဟိတုဓမ္မံအကြောင်းဖြစ်သောအဝိဇ္ဇာအစရှိသောတရားတို့နှင့်တကွအကျိုးဖြစ်သောသင်္ခါရအစရှိသောပဋိစ္စသမုပ္ပါတရားအစုကိုပဇာနာတိပိုင်းခြားထင်သိမြင်ခဲ့လေ၏အကျဉ်းခါဝိဇ္ဇာအစရှိသောအကြောင်းတရားနှင့်တကွသင်္ခါရအစရှိတဲ့ပဋိစ္စသမုပ္ပါဂိုင်းဝံအကျိုးတရားတွေကိုပိုင်းခြားအနိစ္စဒုက္ခအနတ္တလက္ခဏာယင်တင်၍သိမြင်တော်မူခဲ့၏အဲ့ဒီလိုသိပြီဆိုတော့ဘာဖြစ်တယ်လဲယတဟဝေပါတုဘဝန္တိဓမ္မာယတအကျဉ်ခါ၌ဟဝေစင်စစ်ဧကံအဖြစ်ဓမ္မဘောဓိပက္ခိယဓမ္မအပြား38ပါးတို့သည်အာတာပိနောကိလေသာကိုပူပန်စေတတ်တဲ့လုံးလဝိရိယနှင့်ပြည့်စုံတော်မူသောဇာယတောအာရမဏုပလက္ခဏုပ
ဇန်နဝဖြင့်ဓမ္မတို့ကိုရှုဆင်းခြင်းတော်မူလေရှိသောဗျာမနတမကောင်းမှုကိုအပပြုပြီးသောယဟန္တာသခင်အရှင်သူမြတ်ဤတန်တာ၌ဓမ္မဗောဓိပက္ခိယဓမ္မအပြာ39ပါးတို့သည်ပါတုဘဝန္တိထင်ရှားဖြစ်ပေါ်၍လာပါကုန်၏ပဋိစ္စသမုပ္ပါတရားတွေကိုလက္ခဏာယင်3ချက်တင်း၍ယထာဘုဒ္ဓအမှန်တိုင်းသိပြီဆိုလို့ရှိရင်ဖြင့်ဗောဓိပက္ခိယတရား39ပါးအဲ့ဒီပုဂ္ဂိုလ်တဏ္ဍာမှာထင်ရှားဖြစ်လိမ့်မယ်အဲ့ဒီလိုဖြစ်ပြီဆိုလို့ရှိရင်ထတ္တကင်္ခာဝပယန္တိသဗ္ဗအထထိုးတို့တတိပဋ္ဌာန်၄ပါးသမ္မာပဋ္ဌာန်၄ပါးဣတိပ၄ပါးဣတရေ၅ပါးဘူ၅ပါးဘုဇင်9ပါးမဲခင်10ပါးဆိုတဲ့ဘောဓိပက္ခိယဓမ္မအပြ39ပါးတို့ထင်ရှားဖြစ်ပေါ်သောအခါကာလ၌အတ္တထိုယဟန္တာသခင်အရှင်သူမြတ်ဤတန်တာ၌သဗ္ဗကင်္ခာ16ပါးအပြားရှိတဲ့အလုံးစုံသောယုံမှားခြင်းတို့သည်ဝါပယံတိဝိအပယံတိအကျုံးမဲ့ကင်ကွာကြကုန်၏ယုံမှားခြင်း16ပါးထိုအခါကြပြီကင်းပြီလို့ပထမဥဒ္ဒညဥယံဥဒ္ဒနဲ့ဒါနဲ့တင်းတင်းအားရတော်မူပြီလားလို့ဆိုတော့မိဇိမယံခေါ်တဲ့ညဤအလဲပိုင်းမှာလည်းပဲအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏံအစရှိတဲ့ပဋိစ္စသမုပ္ပါကိုပဲအနုလုံးပတိလုံးဆင်ញင်တော်မူခဲ့တယ်ညလေပိုင်းမိဇိမယံကုန်မြန်တော့နှစ်လိုအာယံဝမ်းမြောက်တော်မူလာတဲ့အတွက်ကိုယ်တော်မြတ်ခန္ဓာတော်ထဲမှာမဆန့်တော့ပဲပြင်ဘက်ကိုဒုတိယဥဒ္ဒံထွက်ခဲ့တယ်ယရဟဝိပါတုဘဝန္တိဓမ္မအာတပိညောဇာယတော်ဗျာမနတအထံသကင်္ခာဝပယန္တိသဗ္ဗယတောခယံပစ္စယနံအဝေဒီအကြောင်းတရားတို့ရဲ့ကုံရာဖြစ်တဲ့နိဗ္ဗာန်ကိုပိုင်ပိုင်ခြားခြားသိပြီဆိုလို့ရှိရင်ဖြင့်ထိုအရိယာသခင်ရှင်သူများဤတန်တန်၌ယုံမှားခြင်းတွေဟာကင်းစင်၍သွားပါရောဒီအဓိပ္ပာယ်ကိုဖော်ပြတဲ့ဥဒ္ဒံဒုတိယဥဒ္ဒံကျွရင်တော်မူခဲ့တယ်ညဤတတိယပိုင်းပစ္စည်းမယံမှာလည်းပဲထုံနည်း၎င်းပဋိစ္စသမုပ္ပါကိုပဲအနုလုံးပတိလုံးဆင်းရဲတော်မူခဲ့တယ်ထင်းနေတာကတော့အနုလုံးဆိုရင်အဝိဇ္ဇာပစ္စယသင်္ခါရဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရပြီးဝိညာဉ်ပြီးနာယုတ်သလယတနာဖတ်တာဝေဒနာတဏဥပါဒံဘဝဇာတိတရာမရဏအဲ့ဒီလိုသွားတာကိုအနုလုံးမှတ်ပြီးတော့နောက်ပြန်ဇာတိတရာမရဏကအကျိုးဇာတိကအကြောင်းဇာတိကအကျိုးဘဝကအကြောင်းဘဝကအကျိုးဥပါဒံကအကြောင်းဥပါဒံကအကျိုးတဏှာကအကြောင်းလို့အဲ့ဒီလိုနောက်ပြန်လာတာကိုပฏิလုံးလို့ခေါ်တာမဟုတ်ဘူးအခုနေရဘယ်ဟာကိုအနုလုံးဘယ်ဟာကိုပฏิလုံးခေါ်တော့တန်တရားဆက်မပြတ်လဲနေတာဖော်ပြတဲ့အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏံအစဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဟောတိတိုင်အောင်သောစကားရဟာတန်တရားဆက်ဒီဟုသောပဝတ္တတရားဤလေဘုံကိုအလျော်အားဖြင့်ဖော်ပြလို့အနုလောမအဝိဇ္ဇာယတွေဝအာသေတဝိရာဂနိရောဓသင်္ခါရနိရောဓအစဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတနိရောဓဟောတိအဆုံးရှိတဲ့တရားသဘောကိုတော့တန်တရားဆက်ကြည့်ပြတ်တာကိုအဝိဇ္ဇာအစရှိသောတရားတို့ရဲ့မိမိအလုတ်မလုတ်တာကိုဖော်ပြလို့
ဆက်ညင်းတဲ့တိုးလန့်တဲ့ပฏิလောမဒေသနာလို့အဲ့ဒါကိုပฏิလုံးလို့ခေါ်တယ်နော်ဟိုးသရမရဏကနေပြီးဇာတိဘဝဥပါဒံတဏှာဝေဒနာဖတ်သသလာယရဏနာယုတ်ဝိညာဉ်သင်္ခါရအဝိဇ္ဇာလို့နောက်ပြန်လာခဲ့တဲ့ပฏิလုံးမဟုတ်ဘူးအခုအနုလုံပฏิလုံးခေါ်ခြင်းကတန်မြာဝတ်မပြတ်တာကိုဖော်ပြလို့ရှေ့ပိုင်းကအနုလုံတန်မြာဝတ်ပြတ်တာကိုဖော်ပြလို့ဝတ်မှအပြန်ကိုဖော်ပြလို့ပฏิလုံးလို့ခေါ်တာနော်ညဤပစ္စည်းမယံသုံးဘုံဘုံနောက်ပိုင်းမှာတညကိုသုံးဘုံဘုံနောက်ပိုင်းဖြစ်တဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ပစ္စည်းမယံမှာလည်းပဲအနုလုံပฏิလုံအပြင်ပဋိစ္စသမုပ္ပါကပဲဆင်ញင်တယ်နှစ်လိုအာယံဝမ်းမြောက်တော်မူလွန်းလို့ယရာဟဝေပါတုဘဝန္တိဓမ္မာအာတာပိနောဇာရတော်ဗျာမနတဝိတုပယံဒိဋ္ဌတိမာရသေနံဒုရိယောဝဩဘာတယမန္တလိခံလို့တတ္တိယဥဒံကျူးရင်ခဲ့တယ်အဲ့ဒီမှာမဟာဗောဓိပင်၌ကဆုံးလာပြီကျော်တရက်နေ့ညမှာပထမပိုင်း၌ပဋိစ္စသမုပ္ပါကိုအနုလုံပฏิလုံဥဒံတစ်ကြိမ်ကျူးလို့အလယ်ပိုင်း၌အနုလုံပฏิလုံဆင်ញင်ဥဒံတစ်ကြိမ်ကျူးလို့အဆုံးပိုင်း၌အနုလုံပฏิလုံတစ်ကြိမ်ဆင်ញင်အဆုံးပိုင်းမှာဆင်ញင်ဥဒံတစ်ကြိမ်ကျူးလို့ကဆုံးလာပြီကျော်တရက်နေ့လွန်မြောက်နောက်ရက်ညမှာတော့ဖလသမပတ်နဲ့နေ9ရက်တိုင်တိုင်ဖလသမဘာချမ်းသာဖြင့်တရင်သုံးနေတော်မူတော့နတ်တွေမြမာတွေတချို့သောနတ်မြမာတွေကဘုရားကိုယ်တော်မြတ်မှာဘုရားအဖြစ်ပြုတတ်တဲ့တရားတွေများကြံသေးလို့လားမဟာဗောဓိပင်မှမထသေးဘူးလို့ယုံမှားတန်တရားရှိကြတဲ့နတ်တွေမြမာတွေတချို့အတွက်ယမိုက်ပြာဒိဟာခေါ်တဲ့ရေမိအစုံတကုပြာဒိဟာကို9ရက်မြောက်မှာပြတော်မူခဲ့ပြပြီးတော့မဟာဗောဓိပင်မှအရှိမြောက်တော့ဧတံခေါ်တဲ့အရာကနေပြီးမဟာဗောဓိပင်ဘက်ကိုကြည့်ပြီးတော့မမိတ်သောမျက်စိတော်တို့ဖြင့်9ရက်ကြည့်ပြီးတော့ဖလသမဘချမ်းသာကိုခံစား၍နေတဲ့9ရက်ကိုတော့အနိမိတတတ္တဟာလို့ခေါ်တယ်အဲ့ဒီအနိမိတတတ္တဟာမှာလည်းပဲဖလသမဘချမ်းသာကိုမပြတ်ဝန်ဆံတော်မူခဲ့တယ်အနိမိတတတ္တဟာကိုနောက်အခါ၌အနိမိတစေတီရဲ့လို့မဟာဗောဓိနာမတည်၍ထားခဲ့တယ်အနိမိတတတ္တဟာ9ရက်လွန်မြောက်လို့နောက်9ရက်ကြာတော့မဟာဗောဓိပင်နဲ့အနိမိတကုံတို့ရဲ့အကြားအရှိအနောက်လူလာတုံခေါက်ဇင်းညာလျှောက်ရ9ရက်ကြွသွားတဲ့9ရက်ကိုတော့စင်္ကမတတ္တဟာလို့ခေါ်တယ်အဲ့ဒီစင်္ကမတတ္တဟာမှာလည်းပဲ9ရက်ပတ်လုံးလူလာတုံခေါက်ဇင်းညာလျှောက်တော်မူပြီးတဲ့ကာလဖလသမဘာချမ်းသာနဲ့နေတော်မူခဲ့တယ်အဲ့ဒီဖလသမဘာချမ်းသာဖြင့်9ရက်ဇင်းညာလျှောက်ပြီးနေတော်မူပြီးတဲ့နောက်စတုထမြောက်ကြတော့မဟာဗောဓိပင်မှာအနောက်မြောက်တောင်စီမှာကြတဲ့ယရနာကရနံအိမ်မှာအဘိဓမ္မာတိဟုသောတရားယရနာတွေကိုဆင်ញင်တော်မူခဲ့တယ်ယရနာကရနံအိမ်မှာအဘိဓမ္မာဒေသနာတော်ကိုဆင်ញင်တော်မူတဲ့9ရက်ကိုတော့ယရနာကရတတ္တဟာလို့ခေါ်တယ်အဲ့ဒီမှာဓမ္မသင်္ကနီပါဠိတော်ကိုဆင်ញင်တော်မူတဲ့အခါသဗ္ဗညုတရွှေဉဏ်တော်ကျက်စားတော်မမူလောက်လို့နှလုံးတော်သွေးတော်မကြည်သေးဘူးတဲ့ဝိပင်ကျမ်းဆင်ញင်တဲ့အခါထုံနည်း၎င်းဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်အောဝပိဓမ္မာ6ကျမ်းကိုဆင်ញင်တော်မူတဲ့အခါသဗ္ဗညုတရွှေဉဏ်တော်နဲ့တရားသဘောနဲ့ဉာဏ်တော်ကွန်မြူးကျက်စားလောက်တဲ့အခြေအနေတို့မရောက်သေးတဲ့အတွက်သွေးတော်စသည်မကြည်လင်းခဲ့သေးဘူး
ကိုယ်တော်မြတ်မှရောင်ချီတော်တွေမထွက်ခဲ့သေးဘူးပဋ္ဌာန်းတရားတော်ရောက်လို့90မြောက်ဖြစ်တဲ့အနန္တနေရာသမန္တပဋ္ဌာန်းအဘိဓမ္မာကျမ်းကိုသုံးသဆင်ခြင်တော်မူတဲ့အခါကြတော့မှကိုယ်တော်မြတ်ရဲ့တန်တမှာသွေးတော်တွေကကြည်လင်သွေးတော်တွေကြည်လင်တဲ့အတွက်ယူပကာယမှရောင်ချီတော်တွေ6ပါးဟာတဖိတ်ဖိတ်ကွန်မြူတော်မူခဲ့တယ်အဲ့ဒီကွန်မြူတော်မူတဲ့အကြောင်းကိုဘာဝိသုဒ္ဓါယမဆရာတော်ဘုရားကြီးကတော့ဂါထာတွေအပြည့်အစုံအပြင်သဗ္ဗနရံတိဝန္ဒနာဂါထာဆိုပြီးတော့ရောင်ချီတော်6ပါးဘုရားရှိခိုးဂါထာအနေနဲ့အပြည့်အစုံရေးခဲ့တယ်ဒါပေမဲ့လို့ကောင်းလို့ရာကိုသာဓမ္မဂတိကဆရာတော်များကသုံးဆွဲကြတယ်သုံးဆွဲပြီးတော့အဲ့ဒီထဲကရွတ်အကောင်းဆုံးဆိုတဲ့ဂါထာတစ်ခုကိုဓမ္မဂတိကဆရာတော်တွေကအသုံးအဆွဲပြုကြတယ်မဟာဝိသုဒ္ဓါယမဆရာတော်ဘုရားကြီးမူလရေးသားထားတော်မူခဲ့တုန်းကတော့အကြောင်းနဲ့အပြည့်အစုံပါပဲအလုံးဓမ္မဂတိကအရှင်သူမြတ်တွေသုံးလို့ဆွဲလို့ကောင်းလို့သုံးဆွဲရွတ်ဖတ်တော်မူကြတာကတော့နီလာယောနီလဌာနေပိတောဓာတာသလောဟိတာဓမ္မာတုမင်းစိတ်ဌာနေခမိန်သူပဗန္တရာလို့အဲ့ဒီဂါထာလေးတစ်ပုဒ်နဲ့ပဲတရားတစ်ပွဲတော့ပြီးအောင်ဟောလိုက်တာပဲဒါပေမဲ့လို့ညာလဲအံညာလဲရောက်အဲ့ဒီလိုဆိုတာလို့နော်ပထမမဟာဝိသုဒ္ဓါယမဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့အရင်အတိုင်းပဲမြန်သိကြပါစို့စိတ်ထဲ၌ယရဏဂရတတ္တဟဝေအဘိဓမ္မာ9ကျမ်းပဋ္ဌာန်းဒေသနာတော်ကိုဆင်ခြင်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားကိုယ်တော်မြတ်မှယူပကာယအစိမ့်မှနီလပိတလောဟိတဩဒါဒမင်းစိထပပတရဆိုတဲ့ရောင်ချီတော်6ပါးတရိပ်ရိပ်တဖွာဖွာကွန်မြူနေတာကိုစိတ်ကအာယုံပြုပြီးတော့ထားသတော်ဘုရားကြီးရေးသားတော်မူတဲ့ပါဠိအနဲ့အဲ့ဒီအတန်ကိုဘုန်းကြီးကရှေ့ကနေရွတ်အဲ့ဒီအတန်နောက်စိတ်ကရောက်ပြီးတော့အဲ့ဒီအတန်တွေကအနဲ့တွေကိုညံထဲမှမြင်အောင်ဗုဒ္ဓနုတ္တိကုံနှလုံးထုံကြလေသန္တတတ္တဟမေဇမိနာထောယောတတ္တသမတိဘန္တဝါသမန္တာပဋ္ဌာနံဩဃသံလပတိတရာသန္တတတ္တဟမေဇမိနာထောယောတတ္တသမတိဘန္တဝါသမန္တာပဋ္ဌာနံဩဃသံလပတိတရာနာထောလူသုံးမျိုးတို့ကိုးစားရာတဆူဖြစ်တော်မူပါပေသောယောတထာအကျင့်သဗ္ဗညုမြတ်စွာဘုရားကိုယ်တော်မြတ်သည်တတ္တတတ္တဟမေဇမိပန္နိစင်္ဂအမုံရဟုတတ္တဟခုနလီနောစာလီဝဲချက်လေပွေချာယရဏဂရတတ္တဟ၌တတ္တတတ္တဟမေဇမိပန္လင်္ဂတတ္တဟအနိမိတတတ္တဟစင်္ကမတတ္တဟရတနာဂရတတ္တဟအဇဘာလာတတ္တဟမုံစလိန္ဒတတ္တဟရာဇာယရဏတတ္တဟဟုတတ္တဟခုနလီနောဇာလီဝဲချက်လေပွေချာယရဏဂရတတ္တဟ၌တတ္တဒံဝိဒါလကာယပဋ္ဌာန်းအဘိဓမ္မာ9ကျမ်းတို့ကိုသတ္တဓမ္မသင်္ကနိဝိဘိဓာတုကထာပုဂ္ဂလပညာကထာဝုထုယမိုက်ပဋ္ဌာန်းအဘိဓမ္မာ9ကျမ်းတို့ကိုသမ္မတိကအလီလီဖြစ်ခဲ့ညီသာပါရမီဖုံးစီအတီရီကြောင့်နိုင်ရှိမဲရှင်းနေမွေသိမ့်ဒေစိန်ပြောထုသဗ္ဗညုဖြင့်ရှေးရှုတတ္တသုံးသဆင်ញင်တော်မူလေပြီတရာထုသို့သုံးသဆင်ញင်တော်မူသောအခါကာလ၌
သမန္တပဋ္ဌာနံယူဇနာပေါင်း84,000နဲ့ဝမ်းဆောင်တာရောက်တောင်ပောက်ခွေသမုတ်ရည်တဲ့အနေကျဲဝမ်းဤဆုံးစံနေသမန္တပဋ္ဌာန်ကြံကြီးတို့ဘန္တဝါညာရင်တော်လျောက်အစဉ်ရောက်၍ညာနံကလီလီဖြစ်ရဲ့ညီသာပါရမီဖုံးစီအတီရီရောက်နိုင်ရှိမဲ့ရှင်းနေမွေသိမ့်တေစိန်ပြောထုသဗ္ဗညုတာရွှေညာတော်မြတ်သည်ဩကာသံမြူတုကျစားကစားခွင့်ကိုလည်းပဲတေးရတော်မူလေ၏ယောဇနာနံတတာယာမောပင်စတိမိရာပင်ကလောဤလောကသံသမုဒ္ဒေဝကံပိရေလပတိယထာယထာပမတံတုအပြိုင်ပြု၍နိုင်ရှုတရားဥပမာပုံဆိုအဘယ်လိုနည်းဟုမူကားယောဇနာနံ9,000တရာဝိတာဥဒပဂာဝုတတိတိစတ္တာရိကဝါယူဇနာတို့၏ပင်စတတာယာမော900ရှိလျာလွန်ကြီးမာလာသောတိမိရာပင်ကလောတိမိရာပင်ကလအမည်ရသောငါးကြီးသည်ကံပိရေယူဇနာပေါင်း84,000နဲ့ဝမ်းဆောင်သောသမုဒ္ဒေဧဝတောင်ခွေပတ်ချုပ်ရေသမုံ၌သာလင်ဤလောကတန်ကြီးဆန်ရှင်ပြဲစံပေခကုမြူရုကျစားကစားခွင့်ကိုလဘတိယထာရလေတကဲ့သို့ဧဝံတထာထုအတုညာဏံသဗ္ဗညုတရွှေညာတော်မြတ်သည်သမန္တပဋ္ဌာနံအနန္တနေယသမန္တပဋ္ဌာန်ကြံကြီးတို့ဘန္တဝါညာရင်တော်လျောက်အစဉ်ရောက်မှသာလင်ဩကာသံမြူတုကျစားကစားခွင့်ကိုလဘတိရဩကာသံမြူတုကျစားကစားခွင့်ကိုလဘတိရတော်မူလေ၏သမ္မတန္တတတန္တမန္တရာသတ္ထုတရိရတောတန္တံဘဝန္တိသဗ္ဗနာလောဟိတာတိပတိရဏတရာထုသို့အခွင့်ရတော်မူသောအခါကာလ၌တန္တမံပရမနုမြပုံတူအလားထုသိမ့်မွေ့လှသောပဋ္ဌာန်းတရားကိုသမ္မတန္တတသုံးပါးဆင်ញင်တော်မူသောတတ္တသတ္ထုမောပြမနတ်လူသုံးပုံတို့ကိုကြည်ပြူရှင်ပြုံးရွှေနှလုံးဖြင့်သုံးနာတော်မူပေတတ်သောထိုမြတ်စွာဘုရားကိုယ်တော်မြတ်၏လောဟိတာတိပတိရဏသွေးတော်စသည်ကြည်လင်တောက်ပါခြင်းကြောင့်တရိရာတော်ပဂတိအတောင်18တောင်ပေါ်ရွှေကိုယ်တော်မှသာဗနာညိုရွှေဖြူနီမောင်းရီပြိုးပြက်တခဲနဲ့အားရှောင်းပါသောအစင်းရှိသောကြောင့်ချီအလျံတော်တို့သည်တန်တန်ဌာနဝေယာရှိနောအထက်အောက်ဟုဆိုသောထိုအယဌာနတို့ဒါဝန္တိထိုဤမာမပြေသွားတော်မူကြလေကုန်မည်ကြောင့်ချီတော်6ပါးကွန်မြူပုံကတဲ့နီလာယောနီလာဌာနေပိတောဓာတာသလောဟိတာဓမ္မာကမ္မတုမင်စိတ်ထာနေခမိတုပပန္တရာနီလာဌာနေဟိစံတော်မြတ်နဲ့တော်တော်ကိုညူရာရာရတော်တို့မှနီလာယောဝန်းကျင်ပြန်ဝဲဖြတ်မြောက်ကျဲအပ်သောအောင်မင်းညူကြညူမျက်စင်းညူကဲ့သို့၎င်းတလျက်လျက်တညိမ့်ညိမ့်တအိမ်တနှွဲ့နှွဲ့တလွဲလွယ်ခအပ်သောဗရမညာရညူပစိုးညူကဲ့သို့၎င်းထိုရခွန်ဝန်းကျင်ပခွေမိုးနှင့်မြေလွှမ်းအောင်ညိုစေလျက်မြီးနဲ့ရောင်တွေ့ပြလဲစိမ့်ဆူညူသောအစင်းရှိသောကြောင့်ချီအလျံတော်တို့သည်နေခမိန်သူပဋ္ဌာန်းဒေသနာတော်မြတ်ကိုသုံးသဆင်ញင်တော်မူသည်နေ့ကစ၍ယခုညယခုနေ့တိုင်အောင်အယောင်ရှိန်ရှိန်တထိန်ထိန်နဲ့အိမ်လုံးတောင်လုံးကံပမာဏကြွကြွဝန်းဝန်းထွန်းလင်းတောက်ပါလေရဲ့ထောခွာဝေးချပြေးသွားတော်မူကြလေကုန်ပြီပိဋဌာနေဤရွှင်ဤကိုကြီးဝါရွှေရာရတော်တို့မှ
ပိတာပလီဝံကျင်ရွှေရင်ဆန်းရွှေပစိုးဖြန့်တန်းတဲ့ကဲ့သို့၎င်းကြီးကျူမှုန့်ရွှေဝါမြင်းသီလာစေတံပွန့်မာလေကားပန်းတို့သည်ကောင်းခင်ပြီးပြောင်းတဲ့ကဲ့သို့၎င်းဖုံးလွှမ်းမှုကာဆေမျက်နှာရခွန်ကိုဝါလွန်ထိန်ရင်စေလျက်ဝါဝန်းထိန်ပြေရွှေတော်အစင်းရှိသောကြောင့်ကြည်တော်တို့သည်နေခမိန်သူထွက်ခွာဝေချပြေးသွားတော်မူကြလေကုန်၏ဩဒါတဌာနေဟိအယိုးတော်သွားတော်မြဲဖြူတော်ဟုဆိုသောအယိုးတော်သွားတော်မြဲဖြူတော်အစရှိသောဖြူရာရာရတော်တို့မှဩရန္တာပလီဝင်ခြင်းကိုဥမှသွန်အပ်သောနှုတ်ရည်အရင်ကောင်းကင်ပြည့်ငွေပဒံဝေဟာတန်တိန်ညင်ကတဝန်းဝန်းတနွဲ့နွဲ့တလွဲလွဲခါအပ်သောငွေပြားရငွေစပယ်သိမ့်ခွင်ွယ်ကြာပြူမြတ်လေးပြူကျေယုံတို့အုပ်ဖုံးကရှက်ထွေးတဲ့ကဲ့သို့ဖြူဖိုးတံပဲစင်ကြဲတန်ရှင်းသောအစင်းရှိသောရောင်ခြေလျံတော်တို့သည်နေခမင်းသူပဋ္ဌာန်းဒေသနာတော်မြတ်သုံးသာဆင်ញင်တော်မူသည့်နေ့ကစ၍ယခုညယခုနေ့တိုင်အောင်အယောင်ရှိန်ရှိန်တထိန်ထိန်နဲ့အိမ်လုံးတောင်လုံးကပမာဏကြွကြွဝင်းဝင်းထွန်းလင်းတောက်ပါလျက်ထွက်ခွာဝေးချပြေးသွားတော်မူကြလေကုန်၏လောဟိတဌာနေဟိမျက်စိသားသွေးဤတွေ့ရာရတော်တို့မှလောဟိတာဆုံးမှုတဆွဲရဲသောချေဤကပလာနီမြန်းလေခေါင်ရံမှုဆွေကံပန်းကတဲ့အနေလိုရေမြေရောကောင်းငင်ပါအာကာသအဇတဝဲတိမ်မိန်လာရှက်ထွေးတဲ့ကဲ့သို့ဤတိုးထိန်ခြင်းလွန်သောအစင်းရှိသောရောင်ခြေအလျံတော်တို့သည်နေခမိန်သူထွက်ခွာဝေးချပြေးသွားတော်မူကြလေကုန်၏သူထိုမှတပါမင်းစိတ်ဓာမိနီညိုလောင်ရောရှက်ပေါင်းသဖြင့်မောင်းမဲ့မှိုင်းအုံမှုန်ကြီးသောအစင်းရှိသောကြောင့်ခြေလျံတော်တို့သည်၎င်းပပတရာလကဆုံခါဇတပြင်ကျဲကောင်းငင်လေကလျှက်နွယ်ရှက်ကူပိုးရည်မြူဆံမိပေါလျံကဲ့သို့ဝဲပြန်တက်တခဲနဲ့အားဖြင့်ပြိုးပြိုးပြက်သောအစင်းရှိသောရောင်ခြေလျံတော်တို့သည်၎င်းဓမ္မတရိရပရိသာဤသို့သောဓာဤရဟုမသက်မနိုင်ထွန်းပြိုင်ရှင်စုထိုတို့ကိုတော်အစိမ့်မှနေခမိန်သူထွက်ခွာဝေချပြေးသွားတော်မူကြလေကုန်မည်နေခမိန်သူပဋ္ဌာန်းဒေသနာတော်မြတ်ကိုသုံးသာဆင်ញင်တော်မူသည့်နေ့ကစ၍ယခုညယခုနေ့တိုင်အောင်အယောင်ရှိန်ရှိန်တထိန်နေနဲ့အိမ်လုံးတောင်လုံးကပမာဏကြွားကြွားဝင်းဝင်းထွန်းလင်းတောက်ပါလျက်ထွက်ခွာဝေးချပြေးသွားတော်မူကြလေကုန်မည်ဧဝံသဗ္ဗနာရန္တိယောဧတာယဝဇဝါဒရာသဗ္ဗတိတံဝိရဝန္တိပဗာနတန္တိတတ္ထိကာဧဝံဤသို့ဧတာသဗ္ဗနာရန္တိယောညိုရွှေဖြူနီမောင်းကြီးပြိုးပြက်တခဲနဲ့အာထို6ပါးသောအစင်းရှိသောရောင်ခြေလျံတော်တို့သည်ယာဝဇဝါဒရာသာနာတော်ရောင်ထွန်းပြောင်းထိန်လက်ယနေ့တည်းတိုင်အောင်သဗ္ဗတိတဝင်းကျင်ပါချုံလုံးစုံနှံ့စအယတိတဆေမျက်နာတို့သို့ဝိဒါဝန္တိထိုဤမမပြေးသွားတော်မူကြလေကုန်မည်ပဋ္ဌာန်းတရားသုံးသတဲ့နေ့ကစပြီးတော့ခဏိထိအောင်အနန္တလောကဓာအနန္တစัจ java လာပြေးသွားနေတုံးမဲ့ရှိသေးတယ်ဓာတိကာယောင်ကြည်တော်ကြောင့်အစဉ်လျောက်၍ရောက်လေရာရာပရိလာပင်ဥယျင်ဗိမ္မာန်ကစားရှိသောထိုရ၌တည်ကုန်သောပပလက်စေကြောင်းဖြင့်တောင်းသက်ကဝါထွန်းနိုင်ပါသာမြမနမင်းသာသူတို့၏ကိုရောင်ဖုံးရောင်ကစားရှိသောအကြောင်းတို့သည်နာတန်တိတေစိန်ကွယ်ကင်းမထွန်းလင်းနိုင်သဖြင့်တေစိန်ပဲရှင်းမထွန်းလင်းနိုင်သဖြင့်ကွယ်ကင်းပြေပြောက်ကြရလေကုန်၏ယနေ့တိုင်ရောင်ချီတော်တွေကွန်မြူးလျက်ရှိနေတော့ရောက်လေရာရာဒေသမပရိသာပင်ဥယျင်ဗိမ္မာန်စားရှိသောထိုအယထာဏဝဲ
ရှိရင်းစွဲအယောင်တွေကိုရောင်ချီတော်တွေကရွှမ်းမိုးပြီးတော့သွားတဲ့ပုံအာယုံပြုနိုင်ပါစေအဲ့ဒီလိုရောင်ချီတော်တွေရဲ့အရင်အနှစ်ဖြစ်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားကိုယ်တော်မြတ်ကိုလည်းရှိခိုးနိုင်ပါစေလို့ဣတိသဗ္ဗနာရံသိတ္တာအင်္ဂိရသောတိနာမသောလောကေပတ္ထတာကုဏန္တံဝန္ဒေဗုဒ္ဓံနမတိယံဣတိဧဝံယထာဥဒ္ဒနိယေနာချင်းချင်းဆိုအပ်ပြီးသောဤအဖြစ်သဗ္ဗနာရံသိတ္တာ6ပါးသောအစဉ်ရှိသောရောင်ချီအလျံရှိတော်မူသည့်အဖြစ်ကြောင့်နာမသောလွန်ကဲထူးမြတ်ဂုဏ်တကကြောင့်ရတော်မူအပ်သောအထာနုဂတအမည်တော်အဖြစ်အင်္ဂိရသောတိအင်္ဂိရတဟု၍လောကေလောကသုံးရဘုံသုံးတတ်၌ပဋ္ဌတာကုဏံကြီးညာအောက်ထက်ပြန်တဲ့ကြော်သောကျေးဇူးတော်ဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေထသောဝါပြည့်စုံတော်မူသောကြောင့်၎င်းနမတိယံတလောကလုံးမျိုးလုံးဖြန့်မိုးရှိခိုးပူဇော်ခြင်းဟာထိုက်တော်မူပါပေထသောဗုဒ္ဓံသဗ္ဗညုဗုဒ္ဓအမည်ရသည်လောကထွဋ္ဌသဗ္ဗညုမြတ်စွာဘုရားကိုဝန်ဒေဝန်ဒာမိသတ္တောရှိရင်သုံးလူရှင်ထင်တယ်မှန်ရည်ယုံကြည်ကျင့်ခြင်းသရာရှိန်ဖြင့်ဥနေညွတ်ကတုံးဝလျိုး၍ရှိခိုးပါဤမြတ်စွာဘုရားဘုန်းကြီးတို့ကြောင်းတာတောင်ဘက်မြောက်ဘက်ကချောင်းနေများသလားအောင်မေးတယ်ဓမ္မယုံကြီးတဲ့လေချောင်းကြီးတယ်ပဲမနှဲပဲဖို့ရမှာပဲဟုတ်လားမပြအောင်ရွတ်နေတဲ့ဘုန်းကြီးကချောင်းမစိုးရဘူးသူတို့ကကြီးတယ်ဆိုနေတက္ကမကြီးတို့တော့ဒီတရားနာပရိသတ်တွေတော့ဘယ်လိုကောင်းတယ်လဲဆိုတော့ခဏခဏသာဓုအလိုက်ခိုင်းတဲ့ဘုန်းကြီးနဲ့ကောင်းတယ်ဓမ္မသူတို့ချောင်းမစိုးအားမယ်ဘုန်းကြီးကမန္တလေးကဒကာကြီးတွေကိုမန္တလေးကဒကမာကြီးတွေပေါ်ဂုံဖော်မလို့အောင်းမိတယ်ဘယ်လိုလဲဆိုတော့ဘုန်းကြီးမန္တလေးတရားဟောတဲ့အခါကြပြီဆိုလို့ရှိရင်မန္တကြီးတစ်ခုလုံးတရားပွဲတစ်ခုလုံးဟာဟိုနာကချောင်းတဟိုးဟိုဒီနာကချောင်းတဟိုးဟိုအဲ့ဒီလိုချောင်းတဟိုးဟိုတွေကိုဒီကမင်းကုန်းကနေပြီးတော့ချောင်းကလေးကိုတိတ်ပြပြီးတော့အနုလာဒကာကြီးအစရှိတဲ့ဒကာကြီးတွေကိုဘယ်လောက်များမင်းကုန်းကတရားနာတဲ့အခါမှာငြိမ်စိမ်တယ်လေလို့ဂုံယူခြင်းနေတာတရားဟောပြီးရင်တော့ဂုံယူမယ်လို့အောင်းမိတယ်ဘုန်းကြီးယူစရာမရအဲ့ဒီတော့မန္တလေးမှာဆိုလို့ရှိရင်မနာရအောင်ချောင်းဆိုးနေတာလို့ပဲဒီမင်းကုန်းမှာလည်းပဲဖုံလင်းတလောက်မများပါဘူးမန္တလေးတော့ဖုံများလို့ချောင်းဆိုးတယ်ဒီတော့ခဏလေးပေါ့လေချောင်းကိုခဏလေးအပြင်ဗုဒ္ဓနုတ္တိနဲ့ဖြောက်ထားကြဓမ္မဘုန်းကြီးကဒီတကာကြီးတွေအပေါ်မှာဂုံလို့ကိုတောင်ရိုးကဂုံယူလို့ဟန်ကြမှာဘုန်းကြီးကမျက်စိမိတ်ပြောလို့သာပြောတာပါဒါကမန္တလေးကလူတွေကဆိုးတာလည်းဖြစ်နိုင်ပါတယ်မန္တလေးကပရိသတ်ကဆိုးတာလည်းဖြစ်နိုင်ပါတယ်ဘုန်းကြီးတို့မင်းကုန်းပရိသတ်မှာဖြင့်ဘယ်တော့မှချောင်းဆိုးတာရဲ့လို့သိပြီးတော့မရှိဘူးနော်အဲ့ဒီလိုယရဏဂရတတ္တာဟမှာအပိဓမ္မတရားကိုသုံးသပ်လို့ပဋ္ဌာန်းတရားတို့ရောက်တဲ့အခါသဗ္ဗညုတဉာဏ်ကြီးကျက်စားလောက်လို့ရောင်ချီတော်တို့ကွန်မြူနေပုံအာယုံပြုနိုင်ပါစေလို့မဟာဝိသုဒ္ဓမသတော်ဘုရားကြီးကရောင်ချီတော်6ပါးဘုရားရှိခိုးဂါထာအနေနဲ့ရေးသားထားခဲ့တယ်အဲ့ဒါလည်းနှလုံးသွင်းနိုင်ကြပါစေကောင်းပြီတတ္တဟာ၄ခုဖြင့်လွန်ခဲ့ပြီယတနာဂရတတ္တဟာကလွန်မြောက်တော့ဘေကြွမဟာဗောဓိပင်မှာအရှိအယမှာရှိတဲ့အဇပါလညောင်မင်းရင်းတို့ဘုရားကိုယ်တော်မြတ်ကြွခဲ့တယ်ဘာကြောင့်အဇပါလခေါ်တော့ဆိုတော့စိတ်ကြောင်းသားတွေလာနေလို့အဇပါလခေါ်တယ်တဲ့တဏှိအချင်းအဇပဘေးရင်မန္တန်ကိုမရွတ်နိုင်တဲ့ပုံနာကြီးတွေ
အဲ့ဒီညောင်ပင်အောက်မှာလာရောက်ပြီးတော့နေရာယူကြလို့အဇပါလအဇပအလပေါ့ဒီတွေမရွတ်နိုင်တဲ့ပုံနာကြီးတွေဒီညောင်ပင်အောက်မှာလာရောက်ပြီးတဲ့ကာလနေရာသီးသီးယူကြလို့အဇပါလတနည်းအားဖြင့်မွန်းတဲ့ရှိန်ရှိန်နေပူတဲ့အချိန်မှာညောင်ပင်အောက်ရောက်လာတဲ့စိတ်တွေကိုဒီညောင်ပင်ကပဲစောင့်ရှောက်လို့အဇပါလအဇေပါလေးဒီအဇပါလို့ပထမနည်းကတော့အဇပါလဆိုတဲ့နာမည်စိတ်ကြောင်းသမားတွေရဲ့နာမည်အဲ့ဒီစိတ်ကြောင်းသမားတွေအရိပ်ခိုးလို့ဒီညောင်ပင်ကိုအဇပါလခေါ်တယ်ဒုတိယနည်းကတော့ဘေရင်မရွတ်နိုင်တဲ့ပုံတို့အိုကြီးတွေဒီညောင်ပင်အောက်မှာလာရောက်ပြီးတကားလာနေရာအသီးအသီးယူကြရာဖြစ်လို့အဇပါလခေါ်တယ်တတိယအနည်းကတော့ဒီညောင်ပင်ကိုကမိမိအောက်ရောက်လာတဲ့စိတ်များကိုစောင့်ရှောက်တတ်တယ်ဒါကြောင့်အဇပါလခေါ်တယ်အဲ့ဒီအဇပါလညောင်ပင်ရင်မှာပင်စမတတ္တဟဘုရားကိုတော်မြတ်တရင်သုံး၍ဖလသမဘချမ်းသာဖြင့်အချိန်ကိုကောင်းလွန်စေတဲ့တစ်ချိန်မှာတနေ့မှာဟုံဟုံကားလို့ခေါ်တဲ့ပုံနာကြီးရောက်လာဟုံဟုံကဇာတိကဒါကြောင့်မို့လို့စေတီတည်တဲ့အခါမှာပုံနာရုပ်လည်းပါရတယ်ဌာပနာပစ္စည်းထဲမှာတန်တဌာနလုပ်ရင်ပုံနာရုပ်လည်းပါရတယ်အဲ့ဒါမှလဲဆိုတော့ဟုံဟုံကပုံနာပဲအဲ့ဒီဟုံဟုံကပုံနာကဘုရားဓမ္မောက်ရောက်ရှိခိုးသလားမခိုးပါဘူးကိစီဘောဂေါဓမ္မခမနီယံရှင်ကြီးဂေါဓမ္မခန့်ကြမ်းပါရဲ့လားကိစီယာပနိယံဣရိယာပထမြတ်တာပါရဲ့လားအဲ့ဒီလိုစကားပฏิတန္တာရပြောပြီးပြီဆိုတော့တထောင်တကွေးကသူရပ်ပြီးတော့သူသိကျင်တဲ့အချက်ဘုရားကိုလျှောက်ထားတယ်ဘယ်လိုလျှောက်ထားလဲဂိတ္တဝတ္တခောဘောဂေါဓမ္မဗျာမနောဟောတိဂတမေစပန္နဗျာမနကာရကဓမ္မာလို့ဟုံဟုံကပုံနာကဘုရားကိုလျှောက်ဘောဂေါဓမ္မအိုအရှင်ကြီးဂေါဓမ္မဂိတ္တဝတ္တအဘေမျှလောက်သောတရားအစုဖြင့်ဗျာမနောဗျာမနမြည်သည်ဟောတိဖြစ်နိုင်ပါသည်ဗျာမနကာရကဗျာမနအဖြစ်ကိုပြုတတ်တဲ့ဓမ္မတရားတို့ကကတမေစပန္နအဘေတရားတို့ဖြစ်ပါသည်ပထမနည်းကမေးလိုက်တယ်အိုရှင်ကြီးဂေါဓမ္မဗျာမနဖြစ်အောင်ပြုလုပ်နိုင်တဲ့တရားပေါင်းဟာဘယ်လောက်ရှိသလဲတရားပေါင်းဘယ်လောက်ရှိမှဗျမနမြည်နိုင်တယ်လဲရှင်းပြီးတော့မေးလိုက်တာကကတမေသပန္နဗျမနကာရကဓမ္မအဲ့ဒီတရားတွေကဘယ်တရားတွေလဲပထမနည်းကတရားပေါင်းဘယ်လောက်လဲဗျမနအဖြစ်ကိုပြုတတ်တဲ့တရားပေါင်းဘယ်လောက်လဲဒုတိယနည်းကအဲ့ဒီဘယ်လောက်တရားဆိုတာဟာဘယ်တရားတွေလဲလို့သရုပ်ကိုမေးတယ်ပထမနည်းကပမာဏအတိုင်းအရှိကိုမေးတာတော်တော်လေးသဘာဝကျတယ်သဘာဝလည်းတော်တော်ကျတယ်ဘုရားကိုယ်တော်မြတ်ကလည်းပဲဟောခြင်းပါတယ်ဟောခြင်းကြပါလားဟောခြင်းလိုက်တာလေဒီအာမနာတံသဘာဝစစ်စစ်ပြောမယ်ဆို